ဒါကိုရင်ဆွဲထားလားဟာလားဟုတ်တယ်ဒူတယ်အဲ့ပေါ့ဘာတိတ်ပဲတော့ဒါမှကျွန်တော်ကားကြည့်တဲ့အင်ဂျီလေး1 beat ထဲကဟာလေဒါတော့ရောင်းတဲ့ပစ္စည်းတော့မဟုတ်ဘူးပေါ့နော်တင်ကားပြပဲလားတင်ကားပြဖို့ဆိုဆွဲတီးလေကျွန်တော်ပေါ်တာအိမ်ကိုရောက်နေတာပေါ့နော်ကျွန်တော်ပေါ်တာဘာတွေလုပ်နေလဲဆိုတာကျွန်တော်လိုက်ကြည့်မယ်ပြီးတော့သူ့ရဲ့ဒီအနုပညာလက်ရာလေးကိုလာကြည့်တာပေါ့နော်ကျွန်တော်တို့လိုက်ကြည့်ပြပါအောင်ဒါရလေတကယ်မိုက်တယ်ဒါကိုရင်ဆွဲထားလားဟာလားဟုတ်တယ်ဒူတယ်အဲ့ပေါ့ဒါအချိန်ဘယ်လောက်ယူအောင်3-4ရက်လောက်ကြာပဲတဲ့ဒီဘက်တစ် channel ကျွန်တော်ညီမဆွဲတာဒီအသေးလေးဒါတော့ကျွန်တော်ဆွဲတာဒါအစဆွဲတာဘယ်ဟာဖြစ်မှာဘယ်ကနေစပြီးတော့ဆွဲပစ်လိုက်ရတာအစဒီအောင်ဒီကနေပဲစဒါတကယ်မိုက်တယ်ဒါတူဇက်ကောင်တတိလေးပါနေဇက်ကောင်ဒါဆိုအင်ဂျီတွေရောနော်ဒီဒါအင်ဂျီနဲ့ဒါပေါင်းပြီးဒါဘာတိတ်ပဲတော့ဒါမှကျွန်တော်ကားကြည့်တဲ့အင်ဂျီလေးစုပ်တော့ပြည့်ရမှာနှမျိုးလို့ဘောင်တွင်းတိတ်ထားရတယ်ပေါ့ဒါလည်းတူတူပဲဒါတူပဲဆက်မြဲဝေခဲကောင်လေးစုပ်တော့ပြည့်ရမှာနှမျိုးမတ်တရားရည်လည်းအများကြီးပေါ့ဒါလေးလည်းမဲ့ဒါဘေးကတော့ဂျပန်လားဟာလားဂျပန်အယုတ်လို့ပြောရမှာဒီမှာကဂျပန် tradition နဲ့ပြီးတော့သူနတ်ဖျားလေးဖြစ်မယ်တဲ့ဒီကအကုန်လုံးအောင်စားနေနော်တစ်သားနေမယ်နော်ဒီကောင်လေးကတော့ကျွေးပေါ့အမြည်ကျွေးဒီကောင်လေးရကျွေးတဲ့စီကွက်ပုံစံနဲ့မြေကျွေးဒီကောင်ကဥစ္စာလားထုတ်လို့ရတယ်ဟာလားis a level ဆိုတော့လို့ပြန်ပြီးဒီပုံစံလဲပြီးတော့ပြန်ဆက်လို့မဟုတ်တယ်လို့တစားစီဖြုတ်ပြီးဆက်သူ tradition နဲ့အယုတ်တစ်မျိုးရတယ်နည်းနည်းတော့အုံစားတော့ဒီကောင်မိုက်တယ်အုံစားခြင်းဆိုတော့ဒါလေးဒီကောင်အသေးစိတ်လေးနော်ဒီတစ်ခုကဒါသူတို့နတ်ဖျားတွေနတ်ဖျားဘယ်နှပါ9ပါးဆိုလား9ပါးဆိုလားဒါတော့ဘူးဒီ6ပေါ့နော်ဒါဟာတော့ဘယ်လိုတော့ပြောပြပါဦးဒီဆွဲဒီမိုက်တော့ဟုတ်စားလားနောက်မှလန်ကြည့်လိုက်ဘာရလားဟိုလိုတင်ကားပြပဲလားတင်ကားပြဖို့ဆိုဆွဲတီးလေဘာလဲအဲ့တဲ့ရောတာဒါရလည်းမိုက်တယ်ဒီမန်ရလည်းအဲ့ရှေ့ဒါတော့ကျွန်တော်
ဒီနားကလည်းကိုယ်ရင်ဆွဲရလားဟာလား ဟုတ်တယ်ဖယ်ပြမယ် အော်ရပြီဒီလိုပဲရိုက် ရှင်းလိုက် ဟိုစားဘာစုရစိတ်တော့ဖိုင်းလိုက် အဲ့ကောင်က 1998တဲ့တရုတ်လူကြီးနော် ဂျပန်ကပါတစိ အော်ဂျပန်လားဒါလေးတွေကကိုယ်ပိုင်လောက်ထားရတယ်တော်လေးမိုက်တယ်ခိုင်းရမှာကျွန်တော်မေးကြည့်လိုက်မယ်ဒါလေး ဒါကကျွန်တော်ဝါဒနာရပေါ့ဒါအပင်လေးလဲစိုက်တယ်ဆိုတော့အပင်တူလေးတွေလောက်ကြပါကြောက်ခဲနဲ့ဒီကြောက်တော့လဲကျွန်တော်တို့ဒီဓာတ်ထောက်ပဲဒီပင်လောင်းတစ်ဝိုက်ကဟာလေးနဲ့လောက်ထားတာသူ ရောင်းဖို့ရှိလား ရောင်းကျွန်တော်အစားတော့ရောင်းဖို့ဆိုပြီးတော့ထုတ်တာပါကိုကစံပယ်အနေနဲ့တစ်မျိုးတစ်ခုစီပဲထုတ်တာတယ်နောက်ကျရင်လည်းစိတ်ကူးပေါက်ရင်စိုက်ပြီးထုတ်ပြီးရောင်းပေါ့ကိုကစံပယ်အနေနဲ့ထုတ်တာကျွန်တော်ဒါလေးတွေသူကိုယ်နဲ့လောက်ထားဒီပေါ့နော်ဒါပေမဲ့ဒီဟာနဲ့ဒီအောက်တဲ့တော့မတူအော်ဒါ one beat တွေကဟာ ဒါလေးတွေကတော့ရောင်းတာမဟုတ်ဘူးပေါ့နော်ဒါလေးကတော့သူကြိတ်လို့ဝယ်စုထားတဲ့ဟာတွေပဲဒါကတော့ရောင်းတဲ့ပစ္စည်းတော့မဟုတ်ဘူးပေါ့နော်
ဒီခုတ်နေတဲ့ထားကြီး ဒီကောင်ရဲ့စပင်နဲ့အဲ့အရောင်တွေကထားကြ